စနိုက်ပါသမားမလေးဟာမူရရာဇာကြီးကိုလန့်ချင်ထားလိုက်ပါပြီဒါပေမဲ့သူမကလူကိုတဲ့တယ်မပစ်ပဲတာဝါဂရင်းဂျိုးကိုပစ်ချလိုက်ပါတယ်တနတ်တန်ကြတော့မူရရာဇာကြီးလည်းလန့်ပြီးကြီးကားပေါ်အပြေးတက်သွားတာပေါ့အဲ့ဒီချိန်မှာပဲနောက်ထပ်ကြီးတစ်ကျက်ထွက်လာပြီးကုံသိမ်းတာတွေကိုကားပေါ်ပစ်ချလာဖိတက်လိုက်တော့တယ်ဒီလောက်အကြီးကျယ်ဖြစ်သွားတာတော့သူမကထွက်မပြီးပဲရဲတွေကိုအေးအေးစောင့်နေလေရဲ့တကယ်တော့သူမအကြံကထောင်ထဲဝင်ပြီးသူနောက်လိုက်နေတဲ့လူသက်သမားရန်ကနေပုံရှောင်ဖို့ပါတရားရုံးရောက်တော့ဆရာဝန်ကသူမမှာစိတ်ရောဂါရှိတယ်ဆိုပြီးထောက်ခံချက်ပေးလိုက်လို့ထောင်မကြပဲစိတ်ကျမ်းမာရေးစီရင်ကိုပို့ခံလိုက်ရပါတယ်ဒါပေမဲ့စင်းရပြောင်းတဲ့လဲမှာစနိုက်ပါမေးတစ်ခုခုထူးခြားနေတာကိုအတိထားလိုက်ပါတယ်။ဘေးနားကလူတွေအားလုံးငကြက်တွေတက်ထားကြတာကိုအခြေအနေမဟာမှန်းပြီးတော့သူမလည်းဘေးကလူတွေကိုတွန်းထုတ်ပြီးအခန်းလွတ်တကူနဲ့ဝင်ပြေးပါတော့တယ်။လူတက်သမားတွေလည်းသူတို့အကြောင်းပို့သွားမှပြီးတော့လက်နက်တွေထုတ်ပြီးပြေးကြရပြီးပြတ်တက်ကြပါရောလား။ကံကောင်းလို့ဆရာဝန်တယောက်ပဲအသက်ရှင်ကျန်ရခဲ့တယ်။စနိုက်ပါမေးလည်းလူတက်သမားစီကတက်တက်ကိုပြုတ်ပြီးပြန်ပြစ်လိုက်နေတယ်။တန်းကြောင့်နောက်ထပ်လူတက်သမား2ယောက်ရောက်လာပြီးတော့သူမကတကားနောက်မှာပုံပြီးတော့လူတက်သမားကတကားကိုတန်းဖက်လိုက်လို့လွတ်သွားပါတယ်။ဒါပေမဲ့သူမကအရှော့ပိတ်နဲ့ပြန်ခုနိုင်ရင်အသာကြီးရမှာပေါ့။အဲ့ဒီအချိန်မှာပဲဆရာဝန်ကအခန်းထဲဝင်ပြေးလာပြီးလူသက်သမားတွေကအပြင်ကနေဝိုင်းချောက်ကြပါပြီစနိုက်ပါမလေးကပြန်ပြစ်မလို့လုပ်ပေမဲ့ကြီးကုန်နေပြီလေမလည်းညစပြီးမှန်တချက်နဲ့ရန်သူရဲ့အမြင်အာရုံကိုနဲ့စားလိုက်တဲ့ပြီးတော့ဆရာဝန်ကိုတနက်ကောက်ခိုင်းလိုက်တာပေါ့ဒီလိုနဲ့ရန်သူကပြစ်လိုက်ပေမဲ့ဆရာဝန်ကြောကုန်းမှာလွှဲထားတဲ့တနက်ကိုညှမ်းပြီးတက်သေးတာလုပ်သွားတယ်အခွင့်ကောင်းရတော့စနိုက်ပါမလေးက rifle ကိုဆွဲဆရာဝန်လက်ထဲမှန်ဘလူးထည့်ပေးပြီးပတင်းပေါက်နာကန်ထုတ်လိုက်တယ်။ပြီးတာနဲ့အဲ့ဒီမှန်ဘလူးကနေတဆင့်ချင်းပြီးပြစ်ထည့်လိုက်တာ။ကြီးစားကစကိုခဲတော့ပြီးလူတမခေါင်းကိုပြစ်မှတော့ပါတယ်။အရာအလုံးပြီးသွားပြီထင်နေတော့နောက်ထပ်လူတစ်စုရောက်လာကြရော။စနိုက်ပါမလူးထွက်ပြီးလို့လုပ်ပေမဲ့ရုပ်တရက်ဆရာဝန်ကသူ့မကိုအနောက်ကနေနေစိမ့်ထိုးချလိုက်ပါလေတော့ဗျာ။ပြန်တတိယလာတော့သူမအခန်းခံထားရမှသိလိုက်ရတယ်။သူတို့ကသူမကိုအရေးကြီးပုဂ္ဂိုလ်ရောက်လှည့်ချက်ခိုင်းတာပါ။ငင်းမလို့လုပ်ပေမဲ့သူမခန္ဓာကိုယ်လည်းဘုံတက်ထားပြီးသားဖြစ်နေတော့လက်မခံလို့မရတော့ဘူးပေါ့။ဒါပေမဲ့သူမကကမ်းလှမ်းချက်တစ်ခုတောင်းဆိုလိုက်တယ်။အဲ့ဒါကတော့ကိုဆရာဝန်လည်းသူမနဲ့အတူလိုက်ရမယ်ဆိုတာပါပဲ။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေကြည့်ဖို့ like and subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီး